အားလုံးပဲမင်္ဂလာပါ Mystic Tarot Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီကနေ့မှာလုပ်ပေးသွားခြင်းတဲ့ topic ကတော့ပေါ့နော် move on ဖို့အချိန်တန်ပြီလားပေါ့အဲ့တော့ကျွန်တော်တို့ဖြစ်တဲ့လူတွေတစုံတစ်ယောက်ကိုယ်ချင်းမြတ်နိုးရတဲ့လူတွေကိုမျောလင်းကြရတယ်စောင့်ဆိုင်ရတယ်အဲ့တော့တချို့လူတွေကစိတ်ပင်ပန်းနေအချိန်ကုန်လူစိတ်ကုန်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကစဉ်းစားလိုက်တယ် okay အဲ့တော့ငါဒီ topic လေးလုပ်ပြလိုက်တယ်ဆိုရင်เนาะတချို့move on မလုံးနိုင်သေးတဲ့လူတွေလည်းပါတယ်ကွာသိလားဒါပေမဲ့တချို့တွေကလောရမလို့မလို့တွေ့ဝေနေတဲ့လူတွေအတွက် encouragement တစ်ခုဖြစ်အောင် confirmation တစ်ခုဖြစ်အောင်ကိုကျွန်တော်က reading လေးလုပ်ပေးခြင်းနဲ့အဲ့တော့ပိုင်းလေးကတော့နှစ်ခုရှိရပါတော့ပိုင်း1ပိုင်း2 okay အဲ့တော့ကျွန်တော်တို့ reading လေးကိုစဖတ်သွားကြမယ်အဲ့တော့အရင်ဆုံးထုံးစံတိုင်းပဲပိုင်း1လေးတွေနဲ့စမယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ပိုင်း1လေးတွေအားလုံးပဲမင်္ဂလာပါပိုင်း1လေးတွေရဲ့ပိုင်းကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ပိုင်း1လေးတွေအနေနဲ့ပိုင်း1လေးတွေချစ်တဲ့လူတယောက်ကို move on လုပ်တင်ပြီလားဘာဆက်လုပ်တင်လဲစောင့်တင်လား move on တင်လားဆိုတဲ့ဟာလေးကိုပြပြပေးပါခွင်းစောဝန်ကနှစ်ခါတောင်ထွက်တယ် okay can I get more can I get another 2 more please 1 more okay can I get more thank you the Hangman we have the Ace of Swords the Moon Ten of Swords like so 3 of Swords okay အဲ့တော့ပိုင်း1လေးတွေကိုဒီမှာ energy မြင်သလောက်ကပါလဲဆိုတော့ပိုင်း1လေးတွေလည်းနားကျင်နေရဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ပိုင်း1လေးတွေအနေနဲ့နားကျင်တယ်လမ်းပြောင်းနေတယ်ဘာဆက်လုပ်လို့ရမှန်းလဲမသိဘူးတစ်ဖက်လူကကိုယ်ဘေးလူတွေရဲ့စကားတွေလည်းပါတယ်ပေါ့နော်တချို့လူတွေက move on လိုက်တချို့လူတွေက move on နဲ့စာအောင်ဘာညာစသဖြင့်ဘေးလူတွေစကားတွေလည်းပါတယ်အဲ့တော့ဒီမှာကဒီဆက်ဆံရေးကတော်တော်လေးကိုနာကျင်ခံစားနေရတယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်တစ်ဖက်လူကမမျှတဘူးပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင်လည်းမျှတတဲ့ဆက်ဆံရေးတခုတော့မဟုတ်ဘူးဒါပေမဲ့တစ်ဖက်လူကကိုဘွားတွေနဲ့ထွက်သွားတယ်နှစ်ယောက်ကြားထဲမှာဒီရန်နေကြီးကျယ်ဖြစ်ကြတယ်ပြဿနာတွေကြီးကျယ်ဖြစ်ကြတယ်ပြီးလဲပြီးတော့ကိုဘွားတွေကနေပြီးတော့ထွက်သွားတယ်ဒီပိုင်ကြီးရဲ့လူတွေမှာLeo energy တွေ့တယ် Scorpio energy တွေ့တယ်ပြီးရင် Earth sign energy တွေတွေ့တယ်ပေါ့နော်sorry air sign air sign energy တွေတွေ့တယ် Earth sign energy ကတော့ Loki လေးပါလာတတ်တယ်ပေါ့နော်ဒါပေမဲ့ mostly ကတော့ air sign နဲ့ Leo Scorpio energy ကိုတွေ့ရတယ် Leo ကတော့ fire sign ပေါ့ Scorpio ကတော့ထုံစံတိုင်းပဲ water sign energy ကိုတွေ့ရတယ်ဒီမှာကတော့ move on လုပ်တင်လားဆိုရင်တော့ move on လုပ်လိုက်တာအကောင်းဆုံးပဲဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုတော့ဘာလို့လဲဆိုတဲ့ဟာမျိုးကိုကျွန်တော်ပြောချင်တာ move on လုပ်လိုက်ပါဆိုတိုင်းကဒါကြီးအဖြေမဟုတ်လေဘာကြောင့် move on လုပ်တင်လဲဆိုတဲ့အဖြေကိုကျွန်တော်တို့လိုအပ်တယ်အဲ့တော့ကျွန်တော်က logically ဖြစ်အောင် move on ဘာလို့လုပ်တင်လဲဆိုတဲ့ဟာမျိုးကိုလည်းကျွန်တော်ထပ်ပြီးကြည့်ပေးမယ်အဲ့တော့ move on မလုပ်ခင်မှာဒီ energy ကိုပြန်ကြည့်ကြရအောင်အဆုံးသက်လိုက်ခြင်းအပြင်ကိုယ်အနေနဲ့ကအရင်ဆုံးmove on မလုံနိုင်သေးတဲ့လူတွေလည်းပါလိမ့်မယ်တချို့လူတွေကဆရာမလုံနိုင်သေးဘူး we need more time အချိန်ပိုလိုသေးတယ်ကျမတို့ move on မလုံနိုင်သေးဘူးကျွန်တော်တို့ move on မလုံနိုင်သေးဘူးကျွန်တော်တို့အချိန်လိုသေးတယ်ဆိုတော့လူတွေတက်ကိုလည်း okay I get it ရတယ် move on လုပ်ဆရာမလိုဘူးဒါပေမဲ့ဘာလုပ်တင်လဲ like go out mean အပြင်ထွက်ပြီးတော့ပြင်းပြင်းစင်စင်နေစေခြင်းနဲ့ကိုယ့်ဘာသာကိုသူ့ကိုထိုင်ပြီးတော့ကွာတည်မလားအသေးကွဲပြီးစောင့်မနေနဲ့ကိုဘဝနဲ့ကိုအပြင်သွားပြီးလှပပနေသူ့ကို move on မှာလို့မပြောသေးဘူးเนาะမလုံနိုင်တဲ့လူတွေဖို့ဟိုတချို့လူတွေက confirmation လာတောင်းတဲ့လူတွေကတော့confirmation ပေးလိုက်ပြီးအဲ့တော့ move on လုပ်ဖို့ကိုတိုက်တွန်းနေပေါ့เนาะအဲ့တော့ move on မလုံနိုင်သေးတဲ့လူတွေကိုလည်းလုပ်ပါလို့ကျွန်တော်မပြောလို့တစ်ချက်အပြင်သွားမယ်ပပနေမယ်ပနေမယ်လှအောင်ပြင်မယ် Queen of Wands ရဲ့သဘောတဘာဝက glow up စိတ်ရှည်ထားမယ် glow up ဖြစ်အောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်အဲ့တော့အရင်ဆုံး X ကို move on မလုပ်နိုင်သေးဘူးသူ့ကိုချစ်နေပါသေးတယ်ကြိုက်နေပါသေးတယ်ဆိုတဲ့လူတွေ you don't have to move on မရဘူး move on လုပ်ကိုလုပ်ရမယ်ဆိုပြီးတော့ကျွန်တော်မပြောလို့ရတယ်စောင့်လိုက်ဘယ်လိုလုပ်ရင်းနဲ့စောင့်နေလဲပြန်လာမယ်လို့မပြောဘူးเนาะပြန်လာမယ်လို့မပြောဘူးဒီ topic ကလည်းပြန်လာမလားမလာဘူးလားမေးတဲ့ topic မဟုတ် move on လုပ်တင်မယ်မေးတဲ့ topic အဲ့တော့ကိုယ်အနေနဲ့က skin care maybe လုပ်တင်တယ်လှပနေတင်တယ်
နော်ကိုအနေနဲ့လှလှပပနေတဲ့နဲ့ဂျင်းစောတဲ့နဲ့အပြင်သွားတဲ့နဲ့ခီးသွားတဲ့နဲ့ဒါတွေလုတ်တဲ့နဲ့ကိုအနေနဲ့ glow up ဖြစ်ဖို့လိုတယ်ဆိုတဲ့ energy မျိုးကိုတွေ့ရတယ်ဒါကပိုင်ဝမ်းလေးတွေ energy မျိုးနောက်တစ်ခုကပြုံးပါပိုင်ဝမ်းလေးအနေနဲ့များများပြုံးပေးပါကံကောင်းနေတယ်မလားဘာမှမလုပ်နဲ့ထိုင်ပြုံးနေပြုံးရင်ကံကောင်းနေနောက်တစ်ခုကဘာလဲဆိုတော့ be kind ဆိုတာကျင်နာပါကိုယ့်ရဲ့ပတ်ဝန်းကျင်တော်ဟာလေးတွေပေါ်မှာကျင်နာပါလူချင်းချင်းညတဲ့မှာကျင်နာတရားရှိပါ kindness ရှိပါလူအခုနောက်ပိုင်း society မှာကဒီကျင်နာတရားတွေဆိုတာနဲပါလာကြတယ်အဲ့တော့ကိုယ့်အနေနဲ့တတ်နိုင်မလားကူညီပေးပါဥမာသဘောတစ်ခုကချိုရှင်လေးတွေတထုပ်လောက်ဝယ်ထားတယ်ပဲဒါဈေးဘယ်လောက်မှမရှိဘူးအဲ့ဒါလေးတွေကိုယ့်ပတ်ဝန်းကျင်ကကလေးငယ်လေးတွေဖြစ်စေအသက်ကြီးရွယ်ကိုတွေဖြစ်စေဘေးကလူတွေလှုပ်နေတဲ့လူတွေတွေ့ရဆိုလဲပေးကမ်းလိုက်ပါကူညီကြပါ be kindness တခုကဒီ society မှာလိုအပ်နေရဆိုတဲ့ပုံစံမျိုးကိုလေဒါကကျွန်တော်ကတွေ့ရတယ်ပေါ့နော်ကံကောင်းနေတယ်ဆိုရင်တော့ဒါလေးတွေလှုပ်စေခြင်းနဲ့နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ okay ဘာကြောင့် move on လုပ်တဲ့နာလဲဒီ person ကိုပြပြပေးပါဦး move on လုပ်ဆိုတိုင်းလုပ်စရာမလို we need to be logical ဘာကြောင့်အကျိုးနဲ့အကြောင်းနေရှိရမယ်အကျိုးကြောင့်မရှိဘဲနဲ့ဒီလောကကြီးမှာဘာမှမရှိနေဘူး okay we got the cup ace of okay that's it ပထမဆုံးတစ်ချက်အနေနဲ့ကthe hermit ကိုအရင်စားခြင်းတယ် the hermit ရဲ့သဘောတဘာဝကတယောက်နဲ့တယောက်ရဲ့ life ကိုတွေကမတူဘူးတယောက်ကရှေ့ကိုသွားမယ်နောက်တစ်ယောက်ကအနောက်ကိုသွားမယ်တယောက်ကတောင်သွားမယ်တယောက်ကမြောက်ကိုသွားမယ်ဆိုတော့စမ်းကျင်ဘက် direction တွေသွားဖို့လိုအပ်တယ်တယောက်တလန်းစီဖြစ်သွားပြီဆိုတော့ပုံစံမျိုးတွေပေါ့ဥပမာ life goal တွေကမတူတော့မြင်းပြိုင်နှစ်ကြောင်းသဘောမျိုးဖြစ်သွားပြီပေါ့နော်ဒီနှစ်ခုကမစုံတော့ဘူးသူတို့ကမစုံတော့ဘူးဒီလိုမျိုးပေါ့နော်တနည်းအားဖြင့်ဒီအနီနဲ့အဖြူနဲ့ကသူတို့အစတော့ကဒီလိုမျိုးအတူတူသွားနေကြတယ်ဒါပေမဲ့အခုကသူတို့ရဲ့ direction တွေက opposite direction တွေဖြစ်သွားကြပြီဒါကြောင့်မလို့ move on တဲ့နေဆိုတဲ့ energy မျိုးကိုတွေ့ရတယ်နောက်တစ်ခုကQueens of Cups တွေ့ကက်မနေနဲ့တစ်ဖက်လူကလည်းမာနာတွေများတယ်ကွယ်အဲ့တော့ဂျားရဲမှာ fight against တွေဖြစ်စရာတွေလည်းများတယ်တွေ့ကက်မနေနဲ့တော့သူ့ကိုလွှတ်ချလိုက်တော့ကိုယ့်အနေနဲ့ move on လုပ်လိုက်တယ်ဆိုတာနဲ့ဘာဖြစ်မလဲအချစ်တဲ့ဝင်လာမယ်ပိုပျော်ရွှင်ရမယ်ပတ်စံအားတွေတက်လာပြီးလှပပြီးပျော်ရွှင်ရမယ်နောက်တစ်ခုကကိုယ့်ထက်တချို့လူတွေ fire sign energy ရှိရယ် earth sign energy ရှိရယ်ကိုယ့်ထက်ငယ်တဲ့လူတယောက်ချောတယ်ကိုယ့်ဘဝတွေဝင်လာလိုက်မယ်ဆန်းအားပွန်လာမယ်ဆိုတဲ့ပုံစံမျိုးအဓိကပြတယ်အချစ်တစ်ခုတွေ့ရတတ်တယ် soulmate ကိုစောင့်ဆိုင်နေတဲ့လူများအချို့ soulmate ဝင်လာလိမ့်မယ်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဒီထဲမှာ twin flame energy လုံးဝမရှိဘူးเนาะဒီပိုင်ကိုကြည့်ပြီးတော့ like twin flame ဖြစ်လို့ပြန်လာမှာပါဆိုတဲ့အတွေးမျိုးဝင်နေရဆိုရင်တော့ကျွန်တော်ရဲ့ဒီ YouTube ထဲမှာလည်းတင်ထားပေးရဲ့ Facebook Messenger မှာလည်းတင်ထားပေးရဲ့သူကကိုယ့်ရဲ့ twin flame လားဆိုတဲ့ပိုင်ကိုပြန်သွားရွေးဖို့အကြံပြုတယ် twin flame energy မတွေ့ရဘူး karmic energy ရောနေတယ်ဒါကြောင့်မလို့သူကငါ့ရဲ့ twin flame မလို့ပါဆိုတဲ့အတွေးဝင်လာတယ်ဆိုရင်ကျွန်တော်အနေနဲ့မခံစားစေချင်ဘူးတချို့လူတွေကဒီလူကိုချစ်တာမဟုတ်ဘဲနဲ့တိုက်တယ်ကိုချစ်တဲ့လူတွေရှိရပေါ့နော်တိုက်တယ်ကိုချစ်တဲ့လူတွေဆိုတော့ဥမာ twin flame ဖြစ်လို့ချစ်တယ်ဆိုတဲ့လူမျိုးတွေအတွက်ဒါကကျွန်တော်ကြိုပြောရတာပေါ့နော်လူကိုချစ်တဲ့လူတွေကတော့ချစ်လို့ရတယ်ချစ် move on မလုပ်နိုင်သေးဘူးမလားရတဲ့အချိန်စောက် twin flame မလို့တစ်ချိန်ကျရင်ပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်ကြီးနဲ့ရှိနေတဲ့လူတွေဆိုရင်တော့ twin flame ဟုတ်မဟုတ်ကိုတော့ကျွန်တော်ရဲ့ pick up ပိုင်းတွေမှာတွားပြီးတော့အရင်ဆုံးကြည့်စေချင်တယ်ဒါကတော့ပိုင်ဝမ်းလေးတွေအတွက် message ဖြစ်တယ်အဲ့တော့နေအောင်မပြီးသေးဘူး angel message တောင်းပြီးတော့မထုံးစံနိုင်မယ်ဒီလောက်နဲ့တော့ကြည့်မယ်ကြည့်တော့ပြည့်စုံကြည့်ပေးချင်တယ်ပေါ့နော်ကိုကလည်းတေချာလုပ်တယ် personal reading တွေမှာလည်းထုံးစံနိုင်မယ်ဟိုဘတ်ဆောင်ကနေစိုးတော့မျိုးဆောင်ကနေလည်း personal reading တွေမှာလည်းကြည့်ပေးတယ်လို့ free reading တွေမှာလည်းကြည့်ပေးတယ်ဒါကတော့ကျွန်တော်ရဲ့သဘာဝပေါ့နော်အဲ့တော့ let's do the angel message ပိုင်ဝမ်းလေးတွေအတွက် angel message လေးတက်ကတ်လောက် okay ပြီးပါကတည်းကလေးပေါ်လေးပြန်ပါလေ wow you got the love ဆိုတာချစ်ခံရတယ်ပေါ့ချစ်ခံရတော့မယ်ပေါ့နော် move on လုပ်လိုက်တာနဲ့အများကိုယ့်ဘဝတွေကိုချစ်ခံရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ကိုယ့်ရဲ့ဒီ soul ပုံစံမျိုးပေါ့နော် soul mate ပဲပြောပါတော့အရှင်းဆုံးဒီကနေ့တော့သိရမလား soul တွေထဲမှာဆိုရင်လည်း best မျိုးစားဟိုမျိုးစားဒီမျိုးစားဆိုတဲ့ soul တွေကလည်းရှိသေးတယ်အဲ့တော့ဒီ relationship ကြီးကဆောနာခုံသွားတဲ့ကတည်းက the karmic relationship ပါတယ်ပေါ့နော်အဲ့တော့ the karmic relationship ဖြစ်နေရယ်ကိုအနေနဲ့ you got the love အချစ်တဲ့တစ်ခုတွေ့လိမ့်မယ် soul mate သဘောမျိုးဖြစ်လိမ့်မယ်ဒီမှာခုံသွားရတဲ့မှာ
နှစ်ကထွက်လာတာဆိုတော့ the family sorry star family ဆိုတော့ဒါတနည်းအားဖြင့်ပြောမယ်ဆို star ဆိုတာကျဲဒီမှာတော့ you are part of the you are part of a team of ဆိုတဲ့ call and support တဲ့အဲ့တော့ကိုအနေနဲ့ကအကူအညီလိုရဲဆိုရင်လည်းဒီ move on လုပ်နိုင်ဖို့အတွက် divine တို့ universe တို့ကိုယုံကြည်ရဲဆိုရင်တို့ကိုလည်းပြောပြပေးပါလက်ဘယ်လိုပြောရမလဲဆရာရဲ့ပြောပြပေးပါဆိုရင်ရှင်းရှင်းလေးပဲဥပမာပေါ့နော်ကျမဘသူဒီလူဒီကျွန်တော်အတွက်မဟုတ်ပါကဟို move on လုပ်နိုင်ဖို့ကူညီပေးပါသဘောတစ်ခုပြောပြမယ်ဆိုရင်ဖြူဖြူပဲထားကိုကမဖြူဖြူတနင်္လာသမီးမဖြူဖြူကိုရဲ့ X ဖြစ်စေကိုသဘောကျနေတဲ့လူကဗုဒ္ဓဟူးနဲ့ကြော်ပဲထားအဲ့တော့တနင်္လာသမီးမဖြူဖြူတီဗုဒ္ဓဟူးနဲ့ကြော်နဲ့ဗုဒ္ဓဟူးသားကြော်နဲ့ကံနေရည်စက်တွေမပါဘူးဆိုရင်ကျွန်တော်ကျမကို move on လုပ်နိုင်ဖို့ကူညီပေးပါလမ်းပြပေးပါအားရင်နေပေးပါ universe ရေကိုကဥမာဖះကိုယုံကြည်ရဖះသခင်ကိုယုံကြည်ရကောကိုယုံကြည်ရ creator ကိုယုံကြည်ရ divine ကိုယုံကြည်ရကြိုက်တဲ့လူကိုခေါ်လို့ရတယ်ဥမာ dear lord like give me a strength ခွန်အားပေးပါဒီလူတွေကို move on နိုင်ဖို့အတွက်ကျမဘဝကနေ move on လုပ်နိုင်ဖို့ပဲထုတ်နိုင်ဖို့ကျမတို့စွမ်းအားပေးပါဆိုပြီးတော့သူတို့ကိုတောင်းလို့ရတယ်စွမ်းအားအမြင့်ဆုံးပေးပါကျမအတွက်ဖူးစာမှန်ကိုလည်းကျမတို့ဘဝတွေကိုခေါ်လာပေးပါဆိုပြီးသူတို့ကိုအကူအညီတောင်းလို့ရတယ်ပြီးတော့ကျွန်တော်ပြောခဲ့သလိုပဲ kindness လုပ်ပါအချို့ကျွေးတယ်ဆိုတာကဒါကတဲ့သဘောရကြည့်မယ်ဆိုရင်လေကိုယ့်ဘဝတွေကိုချိုးမြင်ခြင်းတွေဝင်လာအောင်ကျွေးတာကိုယ်ဆိုလဲရတယ်ဝမ်းလဲဝရတယ်ဆိုတာဒါမျိုးပဲလောက်လိုက်တော့ဘာမှစိတ်မပူနဲ့ပြီးရင်ချိုးချင်းတစ်ခုလည်းဘယ်တော့မှမရှိပါဘူးတချို့တွေဆိုဥမာကျွန်တော်စီမှာ personal reading လာမမီနေနဲ့ချိုးချင်းကျွေးလိုက်ကျွန်တော်စီမှာ personal လာမီနေမှာပတ်စံကုန်နေရောအဲ့တော့ချိုးချင်းကျွေးလိုက်တာကိုယ့်အတွက်အကျိုးလဲရှိတယ်ကိုယ့်ရဲ့ကံလဲကောင်းဝင်လဲမယ်ဒါအရှင်းဆုံးပြပြတာအဲ့တော့ kindness ထားပါပြီးရင်ပြုံးဖို့မမေ့ပါနဲ့လို့မှားခြင်းပါတယ်ပိုင်ဝမ်းလေးတွေအတွက်ကိုအဲ့တော့ပိုင်ဝမ်းလေးတွေအတွက်ကတော့ reading တော့ဒီလောက်ပဲဖြစ်ပါတယ်ထုံးစံတိုင်းပဲကဲ personal reading မှာမေးချင်ပါတယ်ဆိုတဲ့သူများအတွက်ကတော့ Facebook Messenger ကနေဆက်သွယ်လို့ရတယ်လို့အောက်က Telegram link ရှိတဲ့ channel ကနေပြီးတော့လည်းဆက်သွယ်လို့ရပါတယ်အကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆက်ဆက်ရအဆင်ပြေကြပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ကြပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ပိုင်တူးတွေကိုဆက်လက်ပြီးတော့ဟောပါမယ်အဲ့တော့ပိုင်တူးလေးတွေအတွက်ကိုကြည့်ရအောင်ဆိုတော့ခဏလေးပေါ့နော်အဲ့တော့ပိုင်တူးလေးတွေအတွက်ကြည့်မယ်ခဏလေးကဲရှင်းဖယ်လို့မယ်ခဏလေးပါအဲ့တော့ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ပိုင်တူးလေးတွေကိုဆက်သွားမယ်ပေါ့နော်ပိုင်တူးလေးတွေအတွက်သူတို့စိတ်ထဲမှာရှိရလူချရတဲ့လူတွေကိုသူတို့ move on လုပ်သင့်ပြီလားသူတို့ clarification လိုနေရဆိုလဲကျွန်တော်တို့ clarification လေးပေးပါသူတို့ကအားရင်လေးလိုနေရဆိုလဲအားရင်လေးတွေပေးပါပိုင်တူးလေးတွေအတွက်ပြပေးပါလမ်းပြပေးပါသူတို့စောင့်နေလား move on လုပ်သင့်လားနှာခေါင်းထဲမှာတော့ပန်းနဲ့နေချက်ချင်းဝင်လာတယ်ဆိုတော့ကြည့်ရတာ move on လုပ်ဖို့မလိုထင်တာပဲကတ်တွေကြည့်အောင် ten of swords two of cups two of swords seven of swords eight of one and ace of swords and we have king of wands လိုလားမလိုလားလိုရင်းတို့ရှင်းကနေစကြမယ်ဆိုရင်တော့မလိုဘူးလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့နှစ်ယောက်ကြားထဲမှာတိဆောက် connection တခုရှိရင်နှစ်ယောက်ကြားထဲမှာငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအောက်ခြေခိုင်ပြီလား foundation ကောင်းပြီလားတိဆောက်ခဲ့တာမှန်လားဆိုတဲ့ပုံစံအရင်တွေးလိုက်အဲ့ဒါတွေမှန်တယ်တိဆောက်ခဲ့တာအဆင်ပြေဆို you don't have to move on လုပ်စရာမလိုဒါပေမဲ့နှစ်ယောက်ကြားထဲမှာ blockage တွေဖြစ်နေတယ် blockage mean Messenger တို့ Facebook တို့မှာ block ခံထားရတာမျိုးတွေဖြစ်လိမ့်မယ်ဒါကြောင့်မလို့ကိုယ်အနေနဲ့ stress တွေပြရမျိုးတွေဖြစ်နေတတ်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေးရတော့ညာလဲเนาะကျွန်တော်တို့အနေနဲ့က communication ပြန်ရနိုင်သေးတယ်ကန်နေရည်စက်တွေကြံသေးတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေးရသလိုလူနှစ်ယောက်ရဲ့ပေါ့เนาะဒီချစ်ချင်းမြတ်တာတွေဟာလည်းဒီစစ်မှန်နေဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကတွေးရတယ်နောက်တစ်ခုကဘာတွေးရလဲဆိုတော့သို့တော့ပြန်လဲကိုထံကိုပြန်လာတဲ့လူတွေဖြစ်စေ X combat တဲ့ပုံမျိုးတွေဖြစ်စေ move on မလုပ်ဘူးဆိုတဲ့လူတွေပေါ့နော်နောက်တစ်ဆင့်ရောက်သွားတယ်ဒီဖြစ်သွားတယ်အဆင်ပြေသွားတယ်ဆိုတဲ့အချိန်ကျရင်ဘာလုပ်သင့်လဲဆိုရင်တော့ clear communication လုပ်သင့်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ် clear communication ဆိုတာဘာလဲဆိုတော့စကားပြောဖို့လိုအပ်တယ်ထားလိုက်ပါတော့ X သမားတွေပြတ်သွားရဲဆိုရင်သူ့မှာလည်းမကျေနပ်ချက်ရှိတယ်လို့ကို့မှာလည်းမကျေနပ်ချက်ရှိတယ်အဲ့တော့အဲ့ပြဿနာနှစ်ခုပုံပုံလင်းလင်းပြောပြီးညှိဖို့လိုတယ်ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကကြတော့ဘာလဲဆိုတော့
သူ့ဘဝမှာလည်းနားလဲပေးပါတစ်ဖက်လူတွေရဲ့ story ကိုနားလဲပေးပါဒါကကိုချစ်တဲ့လူတယောက်ကိုပဲပြောတာမဟုတ်ဘူးလူဘဝမှာကျွန်တော်တို့နေ့တစုကထားပါတော့ကြောင်းသွားတယ်ရုံသွားတယ်အလုပ်သွားတယ်ကိုယ့်ပတ်ဝန်းကျင်မှာလူတွေနဲ့ဆက်ဆံရတယ်သူတို့နောက်ွယ်မှာကိုယ်တွေမမြင်ရတဲ့ခံစားချက်တွေရှိတယ်အလုပ်တွေရှိတယ်နားလဲပေးပါနားလဲမှုရှိပါ society မှာနားလဲမှုရှိပါဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်သူ့ဘဝမှာလည်းသူ့ရဲ့ထုံးမပြတဲ့သူ့မှာ struggle တွေရှိတယ်ကိုမမြင်ရဘူးဆိုတဲ့ဒီမှာထူးဆော့ SWOT မှာလို့မျက်လုံးပိတ်ထားတယ်မမြင်ရဘူးဆိုတဲ့ struggle တွေရှိတယ်ဒါကြောင့်မလို့နားလဲမှုရှိပါဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဆက်အသွယ်ပြတ်နေလို့အဆက်အသွယ်မျှော်မဲ့လူတွေအဆက်အသွယ်ပြန်ရလိမ့်မယ်ကံရည်ဆက်တွေမကုန်သေးဘူးဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်နောက်တစ်ခုကပါလဲအသက်တဖန်ပြန်လဲမွေးဖွားခြင်းဆိုတဲ့ပုံစံမျိုးနဲ့မွေးဖွားလာတယ်ဆိုတဲ့ဟာကိုလက်ခံပေးပါအတိတ်ကဟာတွေကိုမေ့ခဲ့ပေးပါဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒီပိုင်တူးလေးတွေတော့ကတော့ထွေထွေထူးထူးကြီးဘာကြောင့်မူဖွန်တင်တာလဲဘာပိုင်ဝမ်းနေလို့တော့ကြည့်စရာမလိုနောက်တစ်ခုကဘာပြောချင်လဲဆိုရင်မေတ္တာပို့မယ်เนาะမေတ္တာပို့မယ်ဆိုတာကကိုချစ်ရတဲ့လူတယောက်တည်းအောင်ပို့ခိုင်းတာမဟုတ်31ပုံကလူတွေအကုန်လုံးပို့အဲ့ဒါရှိရမေတ္တာပို့မယ်ကိုရဲ့မေတ္တာပို့မယ်ဆရာရဲ့မေတ္တာပို့ရဲဆိုတာဟိုလေလုံးလုံးများသာတတော်ဝါချမ်းသာကိုယ်စိတ်မြဲပါစေဆိုပြီးတော့မအောင်နဲ့အဲ့ဒါမေတ္တာပို့ရလို့မခေါ်မေတ္တာပို့ရတနည်းအားဖြင့်တော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ပို့စေခြင်းနဲ့ဆိုတာမေတ္တာကဥမာဒီကနေ့ဗီဒီယိုကြည့်ပြီးချင်းအားစပြီးအရင်ဆုံးအပြင်မဲ့ထွက်လိုက်တယ်ဈေးတယ်တယောက်နဲ့တွေ့တယ်ထိုဈေးတယ်လေးဈေးရောင်းကောင်းပါစေဒီကနေ့တနေ့ကောင်လုံးသူလောက်တာရအဆင်ပြေပါစေကို့အမေနဲ့တွေ့တယ်အော်ငါအမေချမ်းသာပါစေချမ်းသာပါစေငါအမေကိုဆောင်ရှောက်ပေးနေတဲ့ပုံကိုယ်လေးလည်းချမ်းသာပါစေချမ်းသာပါစေပို့လို့ရတယ်ကို့တငယ်ချင်းတယောက်ကဒီဗီဒီယိုကြည့်နေနေစားဝင်လာတယ်အော်ငါတငယ်ချင်းဘယ်သူလေးချမ်းသာပါစေချမ်းသာပါစေအဲ့လိုမျိုးပို့နော်သူတို့ကိုလည်းပို့ကိုယ့်ရဲ့ချစ်ရတဲ့လူဒီ move on နေ move on လုပ်တင်လားမလုပ်တင်ဘူးလားဆိုရယ်ဖြစ်နေရလို့လည်းပို့နောက်ဆုံးရှင်းရှင်းပြောမယ်ပို့စရာမရှိကျွန်တော်ကိုလာပို့လေကဲဟောပေးရဲ့ Mr. ကျမ်းပါပါစေချမ်းသာပါစေဆိုပြီးမြစ်တာလာပို့လေမဟုတ်ဒုက္ခရတော့ပို့မနေနဲ့နော်အဲ့လိုပုံစံမျိုးပြောချင်တာအဓိကကောင်းတဲ့ဟာမျိုးကိုမြစ်တာပို့တဲ့အလုပ်အလေးချင်းလေးလုပ်စေချင်တယ်နှစ်ယောက်မြစ်တာတက်တွေပုံမှုတိုးပွားဖို့အတွက်ကျွန်တော်တို့ကမြစ်တာပို့ဖို့လိုတယ်ဒီထဲမှာဆိုရင်မြစ်တာတက်တွေကစစ်မှန်နေဒီစစ်မှန်တဲ့မြစ်တာတက်တွေကိုအားဖြစ်ဖို့အတွက်ကျွန်တော်တို့ကမြစ်တာပို့ပြီးတော့ကိုရိုင်းက source ဖြစ်ဖို့လိုတယ်ကိုကမေတ္တာ source တစ်ခုရသွားပြီဆိုတာ ਨੇ ကိုရဲ့ frequency ဒီမြင့်သွားပြီ energy တွေမြင့်သွားပြီ frequency မြင့်တဲ့အတွက်ကြောင့်မလို့ unconditional love တစ်ခုကိုရတဲ့ချိန်ကျရင် relationship ကြီးကလုံးဝကိုပျော်ရွှင်စရာတွေနဲ့ပြည့်ပြီးတော့အခြေမှာဒါမျိုးနာကျင်စရာတွေဒီလိုခံစားချက်တွေမရှိစရာမလိုတော့ဘူးဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်ကတော့မြင်မိတယ်ပေါ့နော်အဲ့တော့ okay angel message လေးထုံးစံနိုင်မယ်တောင်းကြရအောင်ကျွန်တော်ကြည့်မဲ့ကြည့်တော့သေချာကြည့်နေတယ်အဲ့တော့ point 2လေးတွေအတွက် angel message လေးတွေပြောပြပေးပါသူတို့အနေနဲ့ဒီအခုလက်ရှိကြည့်နေတဲ့ topic နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ပြောပြပေးပါ general life နဲ့ပတ်သက်ပြီးပြောပြခြင်းလည်းရပါတယ်ကျေးဇူးတင်ပါတယ်2ကက်လောက်3ကက်လောက်ရမယ်ထင်တယ် portal cosmic heart and this okay မှာဆိုလဲ seeing potential ဒီအောက်မှာလဲ portal ဆိုတာပါတယ် doors are opening and decide you decide okay make your life moving prayers ဆိုတော့ဘာခံစားမိလဲဆိုတော့ဒီမှာပေါ့နော်ဘယ်လိုစပြောရမလဲ okay ပြန်လာမလားဆိုရလူတွေဥမာထားပါတော့ blockage တွေဖြစ်နေကြတဲ့မှာဆိုပေါ်တယ်ပွန့်သွားရဆိုတော့တကားပွန့်သွားရဆိုတော့တနည်းအားဖြင့်သူတို့ပြန်လာမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာကလေ cosmic ဟာဆိုတာကျွန်တော်ဆောင်းတာပြောသလိုပဲအဲ့ကဲ့ရဲ့ meaning ဆိုတာလည်းကျွန်တော်အဲ့ဒါကိုပဲသွားပြီးခံစားမိရပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲဆိုတော့ကိုယ်အနေနဲ့ like cosmic heart ဆိုတာ cosmic ဆိုတာကျွန်တော်တို့ဒီစัจ java လားနန္ဒကိုပြောတာပေါ့ heart ဆိုတာတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲနှလုံးသားကိုပြောချင်တာအဲ့တော့ cosmic heart ဆိုတဲ့နေရာမှာကျွန်တော်ကအဲ့ဟာဘယ်လိုဒီမှာအတိတ်ပဲဖွင့်ခြင်းလဲဆိုတော့ကိုယ်အနေနဲ့ပေါ့နော်ဒီကျွန်တော်ဆိုရပြောလို့ပဲ unconditional love ရဲ့ energy ဒီလုံးဝမေတ္တာတဲ့အများဆုံးပေါ့နော် frequency လည်းအမြင့်ဆုံးပေါ့အဲ့တော့ကိုယ်အနေနဲ့မေတ္တာပို့ခြင်းရတာကိုယ့်ရဲ့ baby step ပေါ့နော်အဲ့ရနဲ့စစေခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပြီးတော့ potential တွေရှိတယ်အစောနာကျွန်တော်ပြောခဲ့တယ်ဟုတ်အိမ်တော်ကြီးမှာပျော်ရွှင်ပါရတဲ့ potential တွေရှိပါတယ်လို့ပြောခဲ့ပါတယ်အဲ့တော့အဲ့ပျော်ရွှင်ပါရတဲ့ potential တွေရဖို့အတွက်ကျွန်တော်တို့ဒီ cosmic heart ဆိုတဲ့အတိုင်းပဲဒီမေတ္တာ line ရဲ့ frequency ကိုကွာစัจ java လာရဲ့ဒီ universe ကိုယုံနေလို့ရဆိုတော့ universe နဲ့ align ဖြစ်ဖို့အတွက်ကျွန်တော်တို့က prayers တွေလုပ်တဲ့နဲ့မေတ္တာပို့တဲ့နဲ့လို့ကျွန်တော်ကဒါကိုပြောချင်တယ်အဲ့တော့ဒီနေရာမှာလည်း confirmation ရထားတယ် so do it နောက်တစ်ခုကတော့ seeing potential ဆိုတော့ potential ရှိရပေါ့နော်အဲ့တော့ဒီမှာဆိုလဲကိုယ့်ဘဝရောအလင်းရောင်နေရောက်လာတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်တဲ့ကြောင့်မလို့ကိုယ့်အနေနဲ့တော့တူပြောစရာတော့မလိုကောင်းနေနောက်တစ်ခုကတော့ဘာဆက်ပြောရမလဲ
ပြီးတော့ပေါ့နော်ကိုအနေနဲ့ word တွေရလာလိမ့်မယ်ကိုအနေနဲ့ကိုဆူလက်ပတ်စုတွေပါရလာလိမ့်မယ်ပေါ့နော် universe ကိုဆူတောင်းတဲ့လူတွေဆိုလဲစူဆောင်းပြမယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်ခေါင်းထဲမှာကြားလိုက်ရတဲ့ဒီ channeling message ကအလုပ်ရှောက်နေတဲ့လူတွေအလုပ် promotion ရမယ်ရာထူးတက်မယ်ဆိုတဲ့ပုံစံမျိုးကိုလည်းရထားတယ်ပေါ့နော်ဒီဒါကတော့အခြေအနေနဲ့မဆိုင်ဘူးသို့တော်များလဲ channeling message ဆိုတော့ကိုယ်နဲ့ resonate ဖြစ်တယ်ဆိုရင်တော့ယူလိုက်ပါနောက်တစ်ခုကစူတစ်ခုရတယ်ဆိုရင်ကျွန်တော်ပြောသလိုအလုပ်ရတာမျိုးသူပြန်လာတာမျိုးဖြစ်စေကောင်းမွန်တဲ့အလူတစ်ခုလုပ်ပါအပင်ဆိုင်ပါမျိုးစိတ်ကျဲပါအပင်ဆိုင်တယ်ဆိုတဲ့ကုသိုလ်ဟာဒါကအရန်ကိုကောင်းမွန်တဲ့ကုသိုလ်ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပါချုပ်ဆရာတော်ကြီးတရားတွေမှာဆိုကျွန်တော်နာဘူးတွေတော့ဘာလဲဆိုတော့အပင်တစ်ပင်ဆိုင်လိုက်တယ်ဆိုတော့အပင်ပေါက်သွားတယ်အရင်ဆုံး logically စားလို့ရတဲ့အပင်ကြီးတွေစိုက်တယ်ပဲထားပါတော့เนาะဟိုဒီအသီးနှံတွေကိုကျွန်တော်တို့စားလို့ရမယ်ပြီးရင်အဲ့ဒီအသီးနှံတွေကလူတွေနေမကောက်ငှက်ကလေးတွေလည်းစားလို့ရမယ်ပြီးရင်အရေးတွေရတယ်အဆင်ပြေတယ်အဲ့တော့လူတွေတော့လည်းအရေးရတယ်ငှက်တွေတော့လည်းနားခိုစရာတနေရာရသွားတယ်ပြီးတော့ကျွန်တော်တို့တာမယ်မျက်စိနဲ့မမြင်နိုင်တဲ့ဒီလောကတွေပေါ့နော်ရှိတယ်ဒီမမြင်ရတဲ့လောကသမားတွေတော့လေသူတို့အတွက်နေစရာထိုင်စရာဘုံရသွားတယ်အဲ့တော့ကောင်းမွန်တဲ့ဟာပဲဒီဟာကြီးကတလုံးဒီအပင်ကြီးကဟိုတချို့ပင်တွေဆိုနှစ်တွေအများကြီးကြာရှည်ပြီလေ1900တော့ဘာလို့ခဏရှိနေတဲ့ပင်တွေဆိုလဲရှိတာပဲပင်ကြီးဝါးကြီးတွေရှိရလေတကြီးဝါးကြီးတွေရှိရအဲ့တော့အခုကြုံကြိုက်တဲ့အခါမှာအပင်ဆိုင်ပါစားပင်တီးပင်ကိုစိုက်ပေးပါလို့ channeling message လည်းရထားပါတယ်အဲ့တော့ဒါကတော့ပိုင်တူးလေးတွေ reading ဖြစ်ပါတယ်ပိုင်တူးလေးအနေနဲ့ personal reading ပေးတယ်ဆိုရင်တော့လည်းကျွန်တော်ရဲ့ Facebook Messenger page မှာလာရောက်မေးလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဆက်ဆက်ရအဆင်ပြေပြီးတော့ကိုယ်စိတ်နှလုံးသုံးပါးစလုံးအေးချမ်းကြပါစေအခုလက်ရှိကြည့်နေတဲ့လူတွေပေးသက်တွေအားလုံးယုံကြည်အားပေးကြတဲ့ပေးသက်တွေအားလုံးရဲ့ကိုဆောင်နဲ့တွေလည်းပေါ့နော်တီတော်ဆက်ခဲ့တဲ့ဆိုတော်မျိုးတွေအကုန်လုံးကိုဆောင်နဲ့တွေအကုန်လုံးကြီးစုသူပါဝင်ပတ်သက်ကြောင့်ဒီပုံကိုယ်တွေအကုန်လုံးလည်းကိုယ်ကြီးကျမရေးစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ကဒီနားနေပြီးတော့စုံမကောင်တောင်းပေးလိုက်ပါတယ်အားလုံးကိုမေတ္တာပို့ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါအောင်မယ်ခင်ဗျာ